ရှင်ရခိုင်သားမဟုတ်လား ရခိုင်လေရခိုင်ကွာရခိုင်မင်းမရခိုင်ကိုကြိတ်တယ်ဆိုပြီးယူတာလေမင်းဘာလဲလာမင်းနေရ ဟေးလှလိုက်တာကြိုက်နေရောအကုန်လုံးဟာလေနော်ဟေးကိုထွန်းနိုင်ဘာလဲ ဒီမှာလာကြည့်ပါအောင်လို့ ဘာကြည့်တော့ဒီက ဒီမှာလေရခိုင်နဲ့ဆွေးလေးအရန်ကနေရော ဝင်မလို့လား အော်ဝက်စင်တာပေါ့လို့ကိုထွန်းနိုင်ရတယ် အာဘယ်လိုလုပ်ဖြစ်မှာလဲရခိုင်နဲ့ဆွေးဝှစ်ချင်တယ်ဆိုတော့တီတာမှရခိုင်မဟုတ်တာ6လုံးဒီမှာလေတီတာရဲပေါက်ခဲ့ရတယ် ကိုထွန်းနိုင်ဘယ်လိုပြောလိုက်တာလဲကိုထွန်းနိုင်ကမှထိုင်းမှနေပြီးတော့မှထိုင်းရိုးရဝက်ဆောင်တွေဝက်ပြီးတက်ပုံလားလေးရိုက်သေးတာလေ အဲ့လေငါတို့ကထိုင်းမှနေရလေသူ့ရိုးရရင်ချင်းမှုကိုငါတို့ကလေးစားတန်ဖိုးထားပြီးဝတ်ပြီးရိုက်တာအဲ့ဒါဘာဖြစ်တော့လဲဘာဆိုင်လို့လဲ ဘာဆိုင်လို့လဲဟုတ်လား ဟုတ်တယ်လေ ကျမယူထားတာရခိုင်သားလေရှင်ရခိုင်သားမဟုတ်လား ရခိုင်လေရခိုင်ကွာရခိုင်မင်းမရခိုင်ကိုကြိတ်တယ်ဆိုပြီးယူတာလေမင်းဘာလဲလာမင်းနေ ဟုတ်တယ်လေရခိုင်သားရဲ့မိမရခိုင်နဲ့ဆွေးကိုဝက်တာဘာဖြစ်လို့လဲရှင်ကတော့တော်တော်ကြီးကျယ်ပါလားလေကျမကလေရခိုင်နဲ့ပတ်သက်တဲ့ရခိုင်ရိုးရရင်ကျေးမှုတွေကိုတန်ဖိုးတာနှစ်သက်တယ်ဆိုတာရှင်မသိဘူးလား အော်အဲ့ပါကွာအဲ့ပါ sorry ကိုတို့ရဲ့ရခိုင်ရိုးရကိုတန်ဖိုးထားပြီးနှစ်သက်တယ်ဆိုတော့လေကိုကဝယ်ပေးရတော့မှာပေါ့နော် ကိုတကယ်ပြောရနော် ဝယ်ကြိုက်တာယူတော့အဲ့မှာ ညီမရေဒါလေးယူမယ်နော်ဒါလေးဟဲ့လှနေရော ဟိုဘက်ကလည်းပုံမလာဘူးလား အကုန်လုံးကြည့်ချင်တယ်ပြကြည့်ပါအောင်ဟဲ့အကုန်လုံးလှလိုက်တာဒီမှာကြည့်ပါအောင် ဒါလေးလေးကလည်း ဟဲ့အကုန်လှနေရောဒီမှာရခိုင်ဒီဇိုင်းလေးနဲ့ဟိုအကုန်လုံးကြိုက်နေရောဟဲ့ဒါလေးရောလှလိုက်တာဒါမဲ့ဒါလေးပိုကြိုက်တယ်ကိုဒါလေးယူမယ်နော် ယူတီတာကြိုက်တာယူ ညီမလေးဒါလေးယူမယ်နော် ဟုတ်ကဲ့ပါရှင် ဟိုရောင်းနေညမရှည်ရခိုင်လား ဟုတ်ပါတယ်ရခိုင်ပါ ဩ ဒါလေးစောပါ တာဒီစောပါ ဟုတ်ပါတယ်ပြီးပါမယ်နဲ့ညီမရှိပါလေ ဟုတ်ညီမလေးနော် မိမမဟုတ်ဘူးတင်နေအဲ့ကိုဝပြလိုက်မယ်ညီမအဲ့ကိုဝပြလိုက်မယ်ညီမရှိနေနေပုတ်နေ ဒီနေ့ကတော့အရင်ကျင်းနေတယ်အရင်စိတ်ရှင်းတောင်းတော့ပြီ ကိုတို့ရဲ့ရိုးရရင်ချင်းမှုကိုမျက်နှာတန်ဖိုးထားတယ်ဆိုတော့လုပ်ပေးရမှာပေါ့နော်ဟမ်ကိုအပိုင်ရှုပ်လိုက်တာပါလား ဟောကိုကလည်းအစားနဲ့အလိုက်တင်းနေတာကြားလာပြီလေ တော်တော်လဲတယ်နော်ဒီကလဲလို့လေရခိုင်သားရအောင်ယူထားတာ ဒီမှာရှိတာပြောမှာ ရအော်ဒီမှာဒါလေးကိုတော့ပြန်ပြီးအဲ့လေးနဲ့ထုတ်ပြီးသိမ့်မယ်နော် ဟုတ်ကဲ့ပါရှင် ကဲ ဘယ်ရတော့အမေ ကဲလှနေရောပဲဒီက ဟုတ်လားတကယ်လားကိုထား တကယ်ရခိုင်ဒီမလေးနဲ့တူသွားတယ် ကျင်းနေတယ် တဲ့လားလှနေရောပဲမှာဟိုစပယ်လေးတွေပဲချာလိုက် ဒီဖက်ကျင်သေးတယ်ဒီဖက်ကျင်သေးလား အေးခုမှလှအောင် လှတော့ပြီလား အေး မလေးလှရင်လား လာရမမအရင်လာရမလည်းလိုက်တယ် အရင်ကျင်းနေတော့ပြီပြောလိုက်တာ ဒီမှာလေးကဘောက်ရှာဖွင့်လိုက်တော့နော်ဘောက်ရှာဖွင့်လိုက်တော့ ကိုကြည့်ပြပါအောင်တိတ်ချာကြည့်ပြအောင်လှရင်လားလို့ လှတယ်တကယ်လှတယ် တကယ်နော် တကယ်လှတာနော် အရင်ကျင်းနေတော့ပြီဒီနေ့ နောက်လာရှိကြားလို့ရှိရင်လည်းကြိုက်တာယူလို့ရတယ်နော် ကိုတကယ်ပြောတာနော်လာကြည့်ပါဦးကိုဒါလေးတော့နောက်လာကြလို့ရှင်ဒီဟာလေးရောလိုချင်သေးတာ နောက်လာဝင်ပေးမယ်ဒီနောက်တော့ လှနေတယ်ဒီမှာ ဒါပေမဲ့နောက်လာဆိုဝင်ပေးမယ် ကိုတကယ်ပြောရနော် တကယ်နောက်လာဆိုဝင်ပေးမယ်အခုဒီလမှာဒါပဲဝင်လိုက်နော် ရတယ်ဒီကဆိုတော့ကျင်းနေပါ လုပ်ပေးရမှာနော်ချုပ်စေးရခိုင်ရိုးရတဲ့ဟာတွေကြိုက်တယ်ဆိုတော့ ဒါပေါ့ဒီမှာလေးအကုန်လုံးလှနေပစ္စည်းလေးတွေကအရင်စိုက်တယ် โอเคဒီဘက်ဟာတွေလှပါတယ်ဒီဘက်ဟာဒီဘက်ဒီဇိုင်းတွေအများကြီးရှိ ဒီဇိုင်းလေးလှတယ်ဒါပေမဲ့အေးရခိုင်နဲ့ပတ်သက်တာပို့ပြီးတော့ကြိုက်တာ